ဒီနေ့ကတော့ဖြစ်လေစိတ်ထဲမှာအရင်မခံစားနိုင်တော့လာပြောပြတာနော်တစ်ချက်တော့နားထောင်ပေးကြည့်ပါရှင်ကျမကလေအလောက်ကုန်ပစ္စည်းတွေရောင်းတဲ့နေရာမှာဆိုလို့ရှိရင်အရင်အလုပ်ကြိုးစားတာရှင်လူဆိုတာကြိုးစားမှအောင်မြင်တာကျမဘယ်လိုကြိုးစားလဲသိလား Facebook ပေါ်မှာဆိုလို့ရှိရင်လေကျမပဲ TikTok ပေါ်မှာဆိုလို့ရှိရင်လေကျမပဲဟော Facebook Messenger မှာဆိုလို့ရှိရင်လေ post group တွေထဲမှာကျမဈေးတွေပတ်ရောင်းလိုက်တာ TikTok မှာဆိုလို့ရှိရင်လေကျမပဲ Viber မှာဆိုလို့ရှိရင်လေကျမပဲဈေးရောင်းနေတာပါရှင်အဲ့လိုကျမကအလုပ်ကိုကြိုးကြိုးစားစားလုပ်နေတဲ့အချိန်မှာလေဈေးဝယ်တဲ့ customer လေးတွေကိုပြောချင်တာကလေလူဆိုတာစူးစမ်းမှအောင်နေတာရှင်တို့လေဈေးဝယ်ဖို့အတွက်ကိုလေကြိုးကြိုးစားစားနဲ့လုပ်ပါနော်အဲ့ဒါမှပစ္စည်းကောင်းလေးတွေရမှာဈေးတန်တဲ့ပစ္စည်းလေးတွေရမှာဖုန်းပေါ်ကပဲဒီတိုင်းပဲကြည့်မနေနဲ့ TikTok ပေါ်ကလည်းဈေးလာဝယ်အောင်ရှင်တို့ဈေးလာဝယ်အောင်ကျမကပြရသေးတာရှင် Facebook ကလည်းဈေးလာဝယ်အောင် Viber ကလည်းလာဝယ်အောင်ဆိုင်ကိုလည်းလာဝယ်အောင်နော်အဲ့ဒါလေးပြောချင်တော့ပါရှင်ကျေးဇူးပါရှင်